ယူသားချင်းကုန်တသက်စားမကုန်လူတယောက်ရဲ့အကောင်ဆုံးယင်းနည်းဟာယူသားခြင်းပဲပတ်စံပေးအချိန်တန်ရဲ့ဒီလူပြောထားတဲ့အတိုင်းဂတိကွတီးတယ်ပြန်ပေးတယ်အဲ့လူကိုပတ်စံကူမဲ့သူတွေအစင်သက်ရှိအလုပ်တစ်ခုအပ်လိုက်တယ်အဲ့ဒီအလုပ်ကိုသတ်မှတ်ထားတဲ့အချိန်တွင်းမှာပြီးအောင်လုပ်တယ်ဒီလူကိုအလုပ်တွေပေးဖို့ဝင်မလီတော့ယူသားလူတွေကိုဆက်ဆံတဲ့အခါရိုးရိုးသားသားသက်သက်နိုင်အောင်သားသူတို့ပုံစံချတာလေညာတတ်တဲ့ဟာကောက်ကျစ်တတ်တဲ့ဟာလဲညင်ပါသွားတယ်တခုခုဆိုရင်ပြီးပြီးရောလိန်လိုက်တာပဲညာလိုက်တာပဲကောက်ကျစ်တတ်တာအဲ့ဒီညင်ဆိုကြီးကလောကထဲရောက်သွားရင်မင်းတို့ပျက်စီးဖို့လွယ်တယ်ဒါကြောင့်ဘုန်းတော်ပြောမယ်လူတယောက်ရဲ့အကောင်းဆုံးယင်းနည်းဟာယူသားခြင်းပဲ Honesty is the best policy ယူသားခြင်းကိုတသက်စားမကုန်ဘုန်းတော်တို့မြတ်စွာဘုရားရှင်ကတန်ဃာတွေကိုသူ့ရဲ့ပြိဿတွေကိုယူသားခြင်းကုန်နဲ့တည်ဆောက်တယ်သုပ္ပတိပန္နဥဇုပ္ပတိပန္နယူသားရမယ်ဖြောင့်မတ်ရမယ်ဆိုပြီးတန်ဃာတွေဒီလိုပြောတယ်ဘုရားရှင်ကသူ့ရဲ့ member တွေသူ့ရဲ့အစိုးရလိုင်းလာတဲ့ရဟန်းတန်ဃာတွေကိုလည်းယူသားခြင်းဂုဏ်ကိုပဲအဓိကတည်ဆောက်ခိုင်းတာသုပ္ပတိပန္နဆိုတာယူသားခြင်းဂုဏ်ပဲဥဇုပ္ပတိပန္နဆိုတာဖြောင့်မတ်ခြင်းဂုဏ်ပဲဟုတ်လားအဲ့လိုပဲသားတို့သူတို့ယူသားဖို့အရေးကြီးလားမကြည့်ဘူးလားယူသားတဲ့ဆိုဘလို့ဟာပြောယူသားတဲ့ဆိုတာပြောတော့ဆိုတော့လေယူသားတာဝိတ္တစားတော့လေယူသားတာအခုတချို့မယူသားခြင်းတဲ့သူတို့အစမ်းထွင်တာပေါ့ဒီအသားတွေကြည့်လိုက်တော့သပင်ဖီးပုံလိမ့်ပုံပြင်ဆင်ပုံနေတိုင်းပုံတော်တော်များများယူသားတာပါဘုံသားတို့သူတို့အဲ့ဒါသိတဲ့ဘောကြတချို့ဒေသကျတော့သပင်ကတခါနဲ့အုပ်ဆောင်ဘွာလန်ကျဲနေနားတွေလည်းအကုန်လုံးအပေါက်တွေနဲ့စီးလို့ဒါတွေသမီးတွေကြလဲလိုရတဲ့ပို့ပြီးနှခမ်းကြီးကရဲတွတ်နေနိုင်ကလေးသွားရမယ့်ပုံစံမျိုးဟုတ်လားပြင်းစင်ထားလိုက်တာမင်းသမီးရှိုးလောက်အောင်မြင်ထားတာအဲ့ဒါကြတော့ယူသားတယ်လို့ပြောလို့မရသူ့ရဲ့ပုံစံအရွယ်နဲ့မမျှတဲ့အလှပတွေအတွေ့အခေါ်တွေဝတ်စားနေတာဒါတို့သူတို့ရဲ့ယူသားတယ်ဆိုတာလူငယ်တယောက်လိုနေတာဒါယူသားတာမသိဘူးသိတယ်ပေါ့ဟုတ်လားယူသားတဲ့ပုံစံရင်းကျတဲ့ပုံစံရှိဖို့လိုလားမလိုဘူးလားလူတွေမိဘဆရာသမားတွေနဲ့ပုံပုံလဲဆွေးနွေးတိုင်ပင်တာတွေဒါတွေအရေးကြီးတယ်ဒါကြောင့်ယူသားပြောင်းမရမယ်နံပါတ်1ကဘာဖြစ်ရမလဲငယ်ရင်းနေတဲ့တယုံယုံနဲ့ပဲဒါကြောင့်သားတို့မျိုးမှတ်တာမယူသားဘူးဆိုရင်ငွေရရှာဖို့မခက်ဘူးငွေထိမ့်ဖို့ခက်တယ်ငွေမထိမ့်တဲ့လူပါပြတ်သွားချမ်းသာကျင်လိုက်တာဖတ်တာဆရာဖေမြင့်သာအုပ်ကလည်းမဖတ်ဘူးတထေးဖြစ်ရမယ်ဆိုတဲ့သာအုပ်တွေကြီးရဖတ်အဖေကတော့အားပေးပါတယ်မင်းဒီစာအုပ်တွေဖတ်ပြီးမင်းယူကုန်နေမယ်ရဟဲ့လားဒီစေယူနေလိမ့်မယ်ဒါပေမဲ့ဘုံဘုံကယူတာလက်တွေ့ကြတယ်အလုံသမား30ကျော်18နှစ်မှာเนี่ยကိုပိုင်အလုပ်တွေနဲ့အလုံသမား30ကျော်ဘုံဘုံကတွမ်းမိုးနေပြီတို့တော့တလားလပတ်စံ340ဝင်တာနော်2003အဲ့ဒီကိုနှစ်ကပတ်စံ340စူပါကက်တသိန်းမှာပတ်စံ9သိန်းပဲရှိတယ်40 60တကွက်ဆိုရင်9သိန်းပဲရှိတယ်အဲ့ကိုအောင်ဖြုတ်ပြတာဘာမှမကြောက်ဟဲ့လားပြောကြတာငွေကရှားတာမခတ်ဘူးထဲရတာခက်မယူသားဘူးဆိုရင်အပေါင်းအသင်းတွေမကောင်းဘူးဆိုရင်လူပါပြတ်သွားတယ်ဒါကြောင့်သားတို့ပြီးတော့အဲ့ဒါအရေးကြီးတယ်ငငယ်လေးနဲ့ကစီးပွားရေးဆိုတာလည်းသိရမယ်မိဘတွေကူရမယ်ဆိုတာလည်းသိရမယ်အခွင့်အရေးတွေကမယူတတ်ဘူးစူးစမ်းပြီးတူထမ်းရမယ်တက်ကတူတက်ခတာဘုံကိုယ်ပတ်စံနဲ့ကိုတက်ခဲ့တာအဲ့ဒါတပြားမှမပေးခဲ့ရဒါကြောင့်ဘုံတို့အတန်းကျောင်းတွေပြီးလာတာကမိဘတွေဘာမှမပင်မမဲ့နဲ့ပြီးသွားတယ်သူများဒီပတ်စံသွားရှာတာ